mobile phone ကိုဆောင်နေဆိုတာလေကိုလက်ရှိသုံးတဲ့ဖုန်းထဲမှာ SIM 1 SIM 2နှစ်ခုလုံးမှာ SIM ကတ်ထည့်သုံးနေရဆိုရင်အဲ့ဒီဖုန်းက auto အခွန်ဆောင်ပြီးသားဖြစ်ပါတယ်နော်အခွန်ဆောင်သားလားဆိုတာကိုလည်းစစ်ကြည့်လို့လည်းရတယ်စစ်ကြည့်ဖို့က *#06# ကိုနှိပ်လိုက်ပေါ်လာတဲ့ထဲမှာ IMEI ဆိုတဲ့နေရာကိုလက်လေးနဲ့တစ်ချက်ဖိလိုက်ပါနော်အဲ့လိုဖိလိုက်ပြီဆိုရင်ပြီးရင်ကိုယ့်ရဲ့ browser တစ်ခုတည်းသွားအပေါ်ရှာတဲ့နေရာမှာသူစာဝိုင်းပြထားတဲ့ဟာလေးကိုနှိပ်ပြီးတော့ရှာလိုက်ပါပြီးရင်ပေါ်လာတဲ့ဟုတ်စာကိုထပ်ပြီးတော့ဆက်နှိပ်ဝင်ဒီလိုဆက်ပေါ်လာရင်အခြေအနေကိုစစ်ဆေးပါဆိုတာကိုဆက်နှိပ်ပါပြီးတော့ဆိုရင်ဒီလိုပေါ်လာရင် IMEI နေရာမှာလက်လေးနဲ့ဖိပြီးတော့ PAST ဆိုတဲ့စက်လုံးလေးကိုနှိပ်လိုက်ပြီးအောက်ကအတီးပြုတ်နေတယ်ဆိုတဲ့ဟာလေးကိုအမှန်လေးချစ်ပေးလိုက်နော်ပြီးတော့ဆိုရင်အခြေအနေကိုစစ်ဆေးပါဆိုတာကိုဆက်နှိပ်စနေတက်ကဒီလိုပေါ်လာမယ်၃ခုလုံးမှာအမှန်ချစ်ပြနေမယ်ဆိုရင်အဲ့ဒီဖုန်းကအခွန်ဆောင်ပြီးသားဖြစ်ပါတယ်အဲ့ဒီနံပါတ်1နေရာမှာအမားလက္ခဏာပြနေမယ်ဆိုရင်တော့အဲ့ဒီဖုန်းကအခွန်မဆောင်ရသေးပါဘူးအဲ့လိုမျိုးဖြစ်တဲ့ဆိုရင်လည်းဘာမှမပူစရာမလိုဘူး SIM ကတ်ကို1 2လေးချိန်ပြီးတော့ထည့်ပြီးမှပြန်စမ်းကြည့်အဆင်ပြေပါတယ်နော်